你好。တောက်ကြည့်နှလုံးသွေးကြောကျင်တာမောတာတွေကောင်းတယ်အစီကြမထက်ဘူးမထက်ဘူးကိုရီတဲမဲ့မေမျိုးစီတီဟိုတယ်ကိုရောက်ပြီးဖြစ်ပါတယ်အခုကနေ့လယ်3နာရီပေါ့နော်တရုံးတွေအောက်ဆင်းလိုက်တာလေလေးကအေးနေပြီနေ့လယ်3နာရီပဲရှိသေးတယ်စိတ်နေပြီညာနဲ့မနဲ့ဆိုတော့အေးမလဲမသိဘူးကြိုက်တယ်ဒီရာသီဥတုတွေကိုကြိုက်ပါတယ်ကဲဟိုတယ်ချက်ကိဝင်ပါမယ်ဒီဟာအရှိနာမျိုးမဈေးပေါ့နော်ဒါကဟိုတယ်ကဒီမျိုးမဈေးနာမှာရှိတာပါမျိုးမဈေးကိုလည်းတစ်ချက်သွားပြီးတော့ရရပေးပါမယ်ဟုတ်တော့ဒီဟိုဒီချက်ပြူကိုလုပ်ပါမယ်အခုချက်ပြူကိုစောင့်နေပါဒီမှာရတဲ့ချက်ကင်တိုင်းက2 PM ချက်ကောက်တိုင်းက12 PM 7 နာရီပေါ့နော် breakfast တိုင်းက7 AM to 9 AM ဒါတိလိုက်စားနေပါလူကဆန့်ထုတ်ကမဆန့်ဖြစ်နေတယ်ကြာကိုရီကနှစ်တုံညာလီတဲ့နှစ်လောင်းပါဘောနော်ကဲရှိအောင်တက်ပါမယ်နှစ်တုံညာလီတဲ့ဒီမှာကိုရီကဒီက要晒线ဒါဟိုတရားမြင်ရတယ်ဘူးရုပ်မသေးရတယ်ဝဲခြင်းနေပြီဟုတ်ပါကဗာလဲဘုံချောင်းသွားမယ်တဲ့ဘုံချောင်းသွားပြီးတော့ညစာစားမယ်လို့ပြောတော့ပါမယ်နည်းနည်းလေးအိတ်ချင်နေတယ်မဲ့လည်းပြန်လာမှပဲအိတ်ပါတော့အခုတရုတ်ပုံကြားကိုရောက်ပါပြီထဲဝင်ပါမယ်你好တရုတ်မဲလားဒီမှာဝတ်စုံလေးတွေငားပြီးတော့လည်းရိုက်ကြရပေါ့နော်လူငယ်လေးတွေဝတ်စုံလေးတွေကိုလှပါတယ်ဟုတ်တယ်အကြောင်းလေးကိုဝင်နေဟိုမှာတိုင်းသမားတွေလည်းရှိရဟာဓာတ်တွေနဲ့တိုင်းဝတ်စုံတွေနဲ့လည်းရတယ်ဒီဘက်မှာဆိုရတာစုံရဝတ်စုံဒီမှာစာချတာအကုန်ကောင်းနေတဲ့အပြေးဝအောက်ဘက်ဆိုကိုကမြည်တဲ့အဲ့ရအကိုကအကုန်ကောင်းနေယူရတဲ့အဲ့တော့ကျင်းနဲ့သွားပြီ2026မှာကန်ကောင်းဆိုကျင်းနဲ့သွားပြီဒီပုံကြောင်းကတက်တက်နှစ်ပေါင်း80 80ရှိပါပြီဒီဘုံ90ကလည်းအပေါ်တက်လို့ရတယ်ပေါ်တက်လို့ရအဲ့ဒါသွားကြည့်လိုက်အောင်ဝင်ကြီးရဘယ်လောက်လဲလို့သိရအောင်ဒီမှာအပေါ်တက်လို့ရတယ်လူတအူးကိုတဲ့
900ကျပ်တယ်မနေ့9နာရီညနေ9နာရီကြီးတယ်ဟောညနေ9နာရီဆိုအခုပိတ်သွားရင်လည်းတူအခုကအဲ့9နာရီကျော်သွားပြီဆိုပိတ်သွားတယ်အားဆိုတော့ဒီတစ်ခေါက်အခုတော့မတက်တော့ပါဘူးအပေါ်ကြည့်တော့ဒါသာပြေးဦးလေးမြို့ကိုကြည့်ဖို့ဒီအပေါ်ကတက်ကြည့်ရပါဘောနော်900ပေးဝတ်စုံမှားလို့ရရင်ဝတ်စုံကအဲ့မှာငားလားဒီဘုံဝင်ချင်းဘယ်ဘက်ချမ်းမှာဝတ်စုံမှားလားဝတ်စုံကတစ်ခါငားရင်1000ကျပ်တဲ့ဒီနေရာလေးတက်ဖို့ရရင်လာတယ်ဒီနေရာလေးမှာတက်ဖို့ရိုက်ပေးပါဦးဒီဘက်ကဒါစေးကန်那俺叫我一块没？ တရုတ်ပုံကြောအကူအကူမအမောက်ရပရောင်းစိုးရောက်ပူတာပါဒီရောက်တော့တပုတ်ရဲရစားချရတော့အရဲကတ်ကောင်းတော့တစ်နှစ်ပတ်လုံးကြီးဝါတိုးတက်ပဲအကုတ်ကောင်းတယ်လို့အဲ့ဒါလေးရရတာလားကျုံနဲ့သွားပါပြီကဲဥဒါနက်စာသစားပါမယ်ကဲဒါအရင်စားတဲ့ဒုတ်ကိုက်လေးတွေက fashion မှာဒီနေ့ fashion လေးတွေကဘလို့စိတ်ကူးနဲ့ဝတ်ထားတာလဲ 你呀，晒身对不起的，你呀看没来没多少没事，这个不能来干嘛？ ဟုတ်ပါပေါ့ညစာစားမှာကခိုင်ကျော်မှာတဲ့ခိုင်ကျော်ကဒီမျိုးသားကတက်တဲ့တော့မျိုးသားကတော့ဒီမှာပြင်းလင်ကောက်ကွင်းနဲ့အဲ့ဒီမှာခိုင်ကျော်မှာစားပါမယ်ကညနေ9နာခွဲပဲရှိသေးတယ်။မှောင်သွားပြီတော်တော်ကြီးမှောင်သွားပြီ။ရန်ကုန်မှာဆိုရင်6ခွဲ6နာရီကျော်ဒီပါလောက်ဖြစ်သွားပြီ။မှောင်လဲမှောင်သွားရာသီဥတုတော်တော်ကြီးအေးလာ။စိတ်သွားပြီ။စိတ်ပြီးတော့အေးတယ်။နှွေးတယ်ပါပါဘယ်လိုမှနေလို့မရဘူး။အကုန်လုံးကနှွေးတယ်လေးနဲ့သွားလာတယ်။ဒီပေါ်လေးဒါဇန်နဝါရီရဲ့ပြင်းဦးလေးရဲ့ရာသီဥတုကဒီချိန်ကအေးဆုံးဆိုတော့လေ။အေးဆုံးချိန်ရောက်လာတာပေါ့။ဒါစိတ်ကလေးသားဟင်းနဲ့စားမှာဖြစ်ပါတယ်။တခြားရနိုင်တဲ့ဟင်းတွေကဒီမှာငါးဟင်းဒါကျက်ဦးဟင်းဒီကငါးဟင်းကျက်သားနောက်ကငါးဝက်နောက်ကဝက်ကလေးကျဒီကငါးဟင်းစမ်းပါဒီနေ့ကနည်းနည်းတော့ပုံနေပေါ့နော်ဆက်ရပိတ်တော်လို့ဒီမှာအတုံးမြုပ်ပြီးနော်အတုံးမြုပ်ကိုလူပြီးတော့လူစိတ်ပြီးတော့စားပြီးဒီဘက်မှာကငပိတောင်းငပိချက်ငပိကြိုက်တာကိုစိတ်ကြိုက်နေကဲတိုင်းငပိကိုစိတ်ကြိုက်ဒါလေးနဲ့ထည့်ပြီးတော့ငပိတောင်းလေး真的喽？ ဒါလည်းအတုံးမြုပ်ပြီးအရင်ဟင်းဒါစိတ်ကလေးစားတယ်ဒါသူတို့ပြည့်ဟင်းတို့ရှင်ရည်ကြီးကျမတို့ကြောက်တယ်စားရမယ်ညာရေးစားနေအေးလာတာဟုတ်ပါဘူးတိတ်ဆိုင်ပါအခုကသမင်းစားပြီးသွားပါပြီသမင်းစားပြီးဆိုတော့လို့အစီအစဉ်ရဟိုတယ်မှာပဲကိုယ့်ကိုအစီအစဉ်ပြန်နာပေါ့နော်နားတင်တဲ့လူကနားကျင်လဲနားမှာရှိရဲ့ဘားလေးသွားကျင်တဲ့လူကလည်းသွားပေါ့နော်ကိုရီးယားတော့ဘားသွားထိုင်ပြင်မလားဟိုမောင်လေးတွေကခေါ်နေတော့ချက်တော့လိုက်ကြည့်လိုက်မနက်9နာရီပြည်ဦးလေးရဲ့မြို့ပြည်ဦးလေးမြို့ရဲ့အလားပါအလေးပြီးလိုက်တာပါဇက်တရားငွေရောက်တော့တယ်ရိုက်ပြမလားမရလားမင်း
အငွေထွက်တယ်ဘာလို့လဲနက်ကွက်နိုင်ပါတော့လောက်ရှိတယ်အခုဒီ15လောက်ရှိတယ်အုံမနဲ့စားတော့စားပါမယ်ဒါကတော့မေယိုစီတီရဲ့ breakfast ဟုတ်နော်ဒါမျိုးလေးတွေပါကြည့်ရအောင်တော့ပေါ့လေတစ်ပြေတယ်အားလေးရှိတယ်မင်းနဲ့မေယိုစီစံဒါဆိုတော့ပေါ့ချိုးပွဲ coffee လက်ဖက်အားညမှာနော်ကဲစားပါနော်ကြတာအုပ်စုအရင်စားနေဟိုပွဲပေါက်တွေဒီနေ့နံပါတ်ကြီးနေရတယ်လို့ဒီနေ့စတင်လည်းပဲမှာဖြစ်ပါတယ်ကဲအခုပွဲကောက်ရေးကိုရောက်ပြီပေါ့နော်ဒီမှာလက်မှတ်ပေါင်းဝယ်ပါမယ်လက်မှတ်ဝယ်ပြီးအထဲဝင်ပါမယ်ကဲဒါကအထဲဝင်ခြင်းမြင်ရမှာပေါ့နော်ဒီဘက်ကမှန်တာရှိမယ်ဒီဘက်မှာ BE4 ရေတကောရှိမယ်ဒီဘက်မှာပန်းပွဲတော်ကဒီဘက်မှာဝင်ကြီးကကလေးဖြစ်လူကြီးဖြစ်တယောက်3000ပေးရပါတယ်ဖွင့်ကြရမနေ့8နာရီကနေညနေ9နာရီထိဖွင့်ပါတယ်ဒါလေးကလမ်းညွန်ပေါ့နော်ဒီထဲကိုဝင်တဲ့လမ်းညွန်ဘောမကေဝဲလေးသွားနေနားလေးကလာရချယ်ရီပန်းလေးတွေဆင်း1958ခုနှစ်တိစောက်ကလေးကတက်တန်းရင်ဖြစ်ဆက်တန်းသွားလာမှမပြတော့ပါဘူးတဲ့တရားကြီးကိုယ်မှရေးကိုပေါ်မှာကေဘယ်တွေသွားနေကေဘယ်ကလည်းလူစီးများတယ်လို့ပြောတယ်တစ်ချက်တော့သွားကြည့်ဦးမလူအများကြီးတော့ကေဘယ်စီးအောင်အဲဒီဘာလမ်းညွှန်ရှင်တော့ဆိုင်ကန်းနေစစားပွဲဆူရှီကဘာတဘာဝချောင်းလဲကျိုးတတာမလမ်းညွှန်ရှင်အခုဒီဘက်မှာစလင်းနေရောက်ကလေးကစားဖို့ကစားခွင့်လုပ်တယ်YouTube တွေရအောင်မစင်းလေး3အောင်ရှိရပါတော့အေယာမောင်းနဲ့နှင်းမေမုံမိုးလွင်တဲ့နာမည်လေးတွေကအေယာမောင်းအထီလေးနှင်းမေကအမလေးမုံမိုးလွင်ရတဲ့အမလေးစင်လိမ်မာလေးမအလှပွဲရ10နာရီမနက်10ခွဲရနေ7ခွဲညနေနေ့လယ်ဆို7နာရီခွဲရနေ2နာရီခွဲတိရှိတယ်ဒီမှာ3အောင်စင်လေးသူတို့မှာစာဝယ်ကြည့်လို့ရတပန်းကို2000ကျပ်တဲ့အော်ဒီရှောင်းလာဒီအောက်စီတော့ဆက်မသွားတော့ဟိုမှာဒိုင်လိုစောအတန်ရေးကြည့်ရတယ်အဲ့ဘက်ကိုတစ်ချက်သွားကြည့်ဒီမှာကားကြီးပြထားတာဟိုးရင်တော့အနီးစကန်နေမေမျိုးကနေပွဲကနေနောက်ချိုမောင်းတဲ့ကားကြီးပေါ့နော်လူမြစ်တာကားကြီးအဲ့လေးတွေကိုပြထားတာဒီတော့စီးရတဲ့ကားဒီမှာလဲဒီကားဘယ်လိုသွားမှာလဲ ဒီကားလားရှမ်းကုန်မှာ ဟိုမှာရေးကြတော့နောင်ချိုထိဆိုအကုန် ရ နောင်ချိုထိ ဟုတ်တယ်နောင်ချွားနေပြီးတော့ရန်ကုန်ကအစင်တွေသွားခေါ်ဦးမှာဒီမှာလဲမှန်တရားရှိရယ်မှန်တရားဟိုဘက်ကတက်ရမှာမှန်တရားပေါ်လဲရှောက်ကြည့်ဝသွားချင်တာရများနေရဥဟာအဲ့ဒါများပြီဟိုဘယ်နေရာတွေဘယ်လိုဝယ်ရမှာမသိဘူးပြည့်တယ်ဟိုဘက်ကဝယ်ရမှာအခုဟိုဘက်ကိုပြန်သွားမယ်ဘယ်သွားမှာလဲဓာတ်ပုံရိုက်တယ်မှန်တရားဟိုဘက်ကပြန်ပတ်မှာမှန်တရားတရားကို3000တဲ့ရောကူတာ3000တိုက်ကားဆေးလည်း2000တိကတ်အဲ့ဒါလေးရတယ်1500ဒါဒိုင်နိုဆောကဘာရဲဝင်လာပေါ့နော်တရားကို2000ပေးရပါတယ်ဒီအုပ်ဒိုင်နိုဆောကဘာရဲဝင်လာပါပြီဝင်ကြီးက2000ပေးပြီးတော့ဝင်လာပေါ့နော်ဒီမှာသူကဒိုင်နိုဆောအမျိုးအစားရယ်ဒီမှာဒိုင်နိုဆောဝင်ချူရယ်ကလေးတွေကသဘောကျမှာပါ
တန်တွေပါထည့်တာကဲလမ်းလျှောက်ကြည့်လိုက်တဲ့ဒီမှာဥကပေါက်လာတဲ့အကောင်တွေလည်းရှိဒီဘက်မှာဒိုင်နိုဆောအယိုးစုကြီးတဲ့တရှော့လေးလောက်ထားဒါပေမဲ့သူကရေးထားတယ်14နှစ်ယောက်ကလေးများသာဝင်ရောက်ကစားခွင့်ပြုပါသည်တဲ့ကဲမဝင်ရတော့ဘူး14နှစ်တက်ကြော်ပါတော့ကိုကတော့ဒီကားလည်းအရန်អော်တာပဲဟောဒီလည်းအသားစားပဲလားဒီလည်းအသားစားပဲလားဒီကောင်ကြီးကတော့အသားစားစိုးစိုးကောင်ကြီးဒီကောင်လည်းအသားစားတာဒီကောင်လည်းအသားစားတော့လူခဲ့တဲ့နှစ်ပေါင်းတန်းပေါင်း196နဲ့183ပါလာအတွင်းဟာတဲ့နေထိုင်ခဲ့တဲ့ဒိုင်နိုဆောလေးတွေကအတန်ပေါ့နော်အဓိကအတန်ကြီးကကြောက်စရာကြီးနောက်ပြီးတော့အကောင်လေးကိုလို့တပြိုင်တည်းမလို့ရှာတကောင်ဒီကောင်အော်ရေးနောက်တစ်ကောင်ကရက်နေနောက်တစ်ကောင်အော်ရေးနောက်တစ်ကောင်ကရက်နေပြောကြည့်ရတော့ပျော်စရာကြီးပါဒီလိုလိုက်ကလေးတော်တော်များများတော့ယောက်ျားလေးပေါ့နော်ဒိုင်နိုဆောအကြည့်သဘောကျဟိုအတော့လေးတော်တော်များရိုက်ကြတယ်ဒီအထဲဝင်းတို့သူတို့တက်ဆင်ထားတဲ့ကွာကြီးရှိပါဘောစက်တွေပါတယ်နဲ့တဲတော့ဓာတ်ပုံပေးဝင်ရိုက်လို့မရဘူးပေါ့နော်အဲ့ဒါတော့တားမြစ်တာပါတယ်ဒိုင်နိုဆောကပါတွေကပြန်ထွက်လာပြီပေါ့နော်ဒီဘက်မှာတော့စားတောက်ဆိုင်လေးရှိတယ်ဒီဘက်ရိုလာကိုစတာဘတ်ချက်သွားကြည့်အောင်မယ်အထက်မှာတက်စင်ကနေပါရှိတယ်အဲဒီရိုလာကိုစတာဘတ်ဆက်ပါမယ်ဒါတိုက်ကားစီးရတယ်တိုက်ကားစီးရကားလည်းဖလောက်တယောက်ကို2000ကျပ်ပေါ့နော်ဟိုဘက်မှာရိုလာကိုစတာဘတ်ချက်သွားပြအောင်ရိုလာကိုစတာကမစီးရတော့မစီးတော့စီးကျင်တာကတော့ပြေဘက်ကားစီးကျင်တယ်ပြေဘက်ကားတော့လူစီးများတော့နည်းနည်းစောင်းအောင်မယ်ပြောရိုကိုစတာဘလောက်လဲပတ်ကြည့်လိုက်သူက2000 3000ပါပဲဈေးတွေအဲ့လောက်ဟိုအများကြီးတော့ရှိတယ်2000 3000ပါဒီမှာရိုကိုစတာစီးရကရိုးရိုးက3000နဲ့အထူး express က9000ကျန်တဲ့ဘာကွာလဲတော့မသိဘူးအရှိနောက်တွေကွာတာဒီမှာဒီပြီးသွားနေလက်ဖက်ရည်လုံးလေးထဲမှာငွေလေးစီးရတာပေါ့နော်ဒါလေးကဒါကပန်းပွဲတော့ပေါ့နော်ဒီဘက်ကဘီးပေါ်ပန်းပွဲတော့လာရောပန်းလေးလုံးထား
ဒါရေတကောဘက်ကိုတော့ကြည့်မယ်ပေါ့နော် B4 ဘက်ဒါပွဲကောက်ရေတကောလို့လည်းခေါ်တယ် B4 လို့ခေါ်တယ်ရေတကောပေါ့နော်ကိုယ်ရင်တော့အဲ့တော့လေစရာဒီနေရာပဲရှိရအောင်အခုကတော့အများကြီးလောက်လိုက်တော့လေစရာရများသွားတော့ရေမကူအောင်အန်ဒီရရှိပြီးရတားမြင်ထားတယ်ဒီရေဒီကုန်ပေးနာမှာဒါစိတ်လေးတောက်ကိုရှိရနေရလေးတက်မှတ်ပြီးထားပါတယ်လက်ဆောင်ဝယ်လို့ရတဲ့နေရာလေးရှိတယ်ဆိုင်ရလေးဒီမှာဆိုင်လေးတွေတော့ရှိရပေါ့နော်ဈေးဆိုင်လေးတွေတော့ရှိပါတယ်ဈေးဆိုင်လေးတွေမှာစားမယ်ဆိုရင်တော့ဈေးလေးတွေမေးပြီးတော့စားပေါ့နော်ဈေးများနိုင်လို့ပါဒီလောက်ဝယ်ပြချင်ပါတယ်ကိုတွေလည်းစားခဲ့ပါတယ်ဈေးများပါတယ်ဒါတော့ဒီကာလာမလို့လည်းများနေတာဖြစ်နိုင်ပါတယ်အခုကိုတွေဖွဲရတော့ပြန်ထွက်ပြီပေါ့နော်10နာရီခွဲလူတွေကပိုပိုများလာတယ်ဒီရက်ပိုင်းလာမယ်ဆိုရင်စောစောလာလိုက်တာပိုကောင်းတယ်မဟုတ်ဒီချိန်ဆိုကားကြီးလည်းကြက်လူလည်းကြက်ပေါ့နော်ကားတွေကဒီမှာတောက်လျှောက်ပိတ်နေတယ်အဲ့ကြောင့်ကိုရီကဟိုးထိတ်မှာပြန်ရက်ထားတာအဲ့ဘို့ပြန်ပြီးတော့ရှောက်တယ်တော့ကားကလည်းကြီးတော့ပြန်ထွက်မှခက်လို့လည်းတော့လည်းလေးရှောက်ရတာပေါ့နော်ဘယ်လိုလာမယ်ဆိုရင်စောစောလာပြီးစောစောပြန်တာပိုကောင်းတယ်မနက်ပိုင်းပေါ့နော်မဟုတ်ရင်အခု10နာရီခွဲ17လို့ဆိုရင်လူရမ်းများသွားတယ်ကားလည်းပိတ်ပြီးစောင့်ရတာပေါ့နော်အဲ့ဒါဆိုဒီမှာလာရတာပေါ့နော်ကဲအခုဒါနေ့လက်ကစားမှာပေါ့နော်နေ့လက်စာကို17နာရီ15စောပြီးမှဘိုက်စားရဲဒါပြီးပိတ်ချင်းအောင်သွားမှာဆိုတော့အခုဒါ no 2ဆိုတဲ့ဆိုင်လေးမှာနေ့လက်စာစားမှာဖြစ်ပါတယ်ဒါဆက်သားကြောင်းနဲ့တပွဲမှာလိုက်ပါပြီဒါနိုးပြီးဆိုရင်လည်းလက်စားစားတယ်ဝါပါနဲ့ဆက်သားနဲ့စားပြည့်ဆက်သားကြောင်းဒါလေးပါရွက်လေးဒါတော့ဟိုခရမ်းဒီလေးလေးဒါပဲဟင်းမှာဒါပဲအကယ်မရတဲ့ဇက်ကွက်လေးပေါ့နော်စောစောတစ်ကွက်လောက်ပြန်လို့ပြပေးပါဦးခင်ဗျမန်းမေရှမ်းမီဟင်းညာဘယ်လိုအေးဆန်နေရလဲဒီအိမ်မှာဟင်းတွေအေးလို့ရှိရင်မစားတတ်ဘူးဆိုတာနင်မသိဘူးလားပြန်လေးပြအောင်လားဆက်ရှင်နေအဲ့လိုမျက်ရည်နဲ့မျက်ခွက်နဲ့လာလုံနေတယ်တက်တင်မရှိဘူးတော့ထွက်သွားငါရှန်နေထွက်သွားပြန်လေးပြအောင်ထွက်သွားလို့ပြောနေဟုတ်ပြန်လေးပြအောင်မင်းရတမင်းစာနေတော့ပဲကြီးရလို့ဒါကနိုးတူးထမင်းဆိုင်ပေါ့နော်နိုးတူးထမင်းဆိုင်ရဲ့ဒီဘက်မှာလှလို့ပြုံးလေမြို့မြင်ရတဲ့ view point လေးတစ်ချက်ပြချင်လို့ပါထွက်ဒါဝင်လဲထွက်နေဆုံးမတွေ့ရတယ်အဲ့ဒီမေးရဆိုးတာလောက်လေထထအောင်ဖဖထားအဲ့တကားကြီးကိုဖွင့်ပြီးစီးစင်တယ်ဟိုမရဘူးတောက်တက်လန်းကြီးလေသမီးရဲ့မရဘူးစီးဆိုစီးရမယ်ဖွင့်ပေးမရအခုကပိတ်ချင်းမြောင်ရောက်ပြီပေါ့နော်ပိတ်ချင်းမြောင်မဟာနန္ဒမူလိုင်ကိုရောက်ပါပြီသူကကျတော့ဒါ
မန္တလေးမူဆယ်လမ်းနီးမှာတရှိရပေါ့နော်အဲ့ဒီနောက်ပဲရွာနီးရနေပြီးတော့လာတာဖြစ်ပါတယ်ပြုံးတယ်နေဆို12မိုင်กว่าဝေးရဖြစ်ပါတယ်ကဲအခုဒီမှာဝိုင်းနေလည်းရှိရဆိုတော့သူတို့ဝိုင်းနေကနောက်မှဝယ်မလားမသိဘူးနောက်မှဝယ်ပြီးတော့ဝိုင်းနောက်မှဝယ်ပြီးတော့ပွဲကျိုးသားရှိရဝိုင်းမမီးနဲ့ဦးနဲ့ဝိုင်းနီးလိုက်ရင်ကျိုးထောက်ရောင်မိုးတွေမှာဆိုလို့တဲ့အပြင်းဆုံးဝိုင်းနေမီးတွေပိုးစားဒီမှာပဲထည့်ဒီမှာပဲထည့်ပဲ ချိုပြီးတော့ တီတာတန့်ကဲဒီဆိုင်လေးမှာဝိုင်းလေးတွေအရင်သူမြည်ကြီးပြောဝယ်နေကြတာပေါ့နော်ခဏနေမှဟုတ်ပါမယ်အပြင်းလား နည်းနည်းပြင်းတာဒါမမန်းအပြင်းမှာစမ်းပတ်ရေးကြည့်မယ်နော်တကယ်ပြင်းတယ် ကောင်းလား ကောင်းတယ်အကူရောပါတယ်ရှိမ့်တက်သွားတာမိကြည့်အပြင်းပြင်းတာဆိုရင်ဒါမီးမမန်းကျေပြင်းတယ် ပြင်းတာပဲဝယ်လိုက် ရှိမ့်တက်သွားတာလိုက်တယ် ဝမ်းပေါ်အောင်လက်လက်တော့ ပါဝါဝင်းမွေတော့အပြမအေးစိတ်ဝယ်လဲရအောင်နော် ကျအခုပိတ်ချင်းမြအောင်ဘာကိုပါပါမယ်ဒီရှိပါသေးတယ်လေးရှိတယ်ဒီမှာမကီဒမီယာအသီးတွေများတယ်ရားကြီးတဲ့ဦးတဖို့ဝယ်ဦးမြစ်အကြားချေရတဲ့ဒီများတော့ဒီဘက်မှာဆေးဘက်ဝင်ပင်နေပိတ်ချင်းမှာမလားဆေးဘက်ဝင်ပြင်အများကြီးဖြစ်တယ်ပေါ့နော် ကျွတ်လေးရစားလို့ကောင်းတယ်ဟုတ်အဲ့ဒါလည်းတူတူပဲအဲ့ဒါနဲ့တစ်ခွက်ကို2000မှာစားအားနဲ့မမှန်းကြည့်ပဲလား ဟုတ်တယ်တူတူပဲအဲ့ဒါမမန်းပဲတောက်ကြည့်နှလုံးသွေးကြောကျင်တာမောတာတွေကောင်းတယ်အစီကြတယ် ကျေစော်ကားသီးဝိုင်းနဲ့အန်ဒီယာတိုက်တာ ဟွာနဲ့လားဟုတ်ဟွာနဲ့အမိကောင်းတယ်ကျေစော်ကားပြီးဝိုင်းနှလုံးသွေး အဲ့ဒါပါနှလုံးသွေးကြောကြီးကောင်းနေဟလား မလိုက်သမီး ဒါနှလုံးသွေးကြောကျင်တာကောင်းနေဒါပလေးဘယ်လောက်လဲ तू อ่ะ တပလေးကိုသမီး9000လည်းရှိတယ်4000လည်းရှိတယ်သမီးတော့8000လည်းရှိတယ်ပေါ့ဆိုဒီအကောင်းစားရင်1000ခွဲလိုက်ရှိဟုတ်ဟုတ်တယ်ကြာ တပည့်ရမကောင်း လေးလေးပြလာပေးရ9000နဲ့7000တန် 9000လည်းဒါမျိုးမှာလေ อ๋อ ဒါမျိုးက9000 ဟုတ်7000လား 8000လည်းဒါမျိုး ဟော7000နဲ့ကြီးရကျအမအသေးပဲပယ်သွားလိုက်လို့ဟမ်သူကရဒါတပြီပေးရ ဒါတပြီ3000ပို့လား6000ပို့လား6000ကတပြီ6000ကတပြီ ဟွာပါလဲမလဲပြန်မပြန်မှာ ချတယ်မနေ့ဖြတ်ပြန်နေရတယ်တမီးကဇီးသီးလားမမလား ဒါလေးသေး နော် ပြောဇီးသီးကိုစိတ်ထားတယ် ဟုတ်တယ်တမီးဇီးသီးကိုစိန်ထားတာတမီးမမန်းနေလည်းရှိရလေစတော်လည်းရှိရတယ်ဒါကောင်းတယ်ပြည့်တယ်နားထောင်မယ်နားသာပိုကောင်းတယ်တမီးဒီအဲ့ဒီမမန်းလေးတောက်တမီးရလားအဲ့ထောင်မမန်းနဲ့တောက်လို့ကောင်းတယ်ဟုတ်ကြည့်တမီးကြိုက်သွားမှာဒါစပြည့် ဟုတ်တယ်ဟာမမန်း ရမမ ဟုတ်တယ်မမန်း ညီပြီးတော့ထဲမှာမူးနေမယ် သမီးယူတဲ့အရသာတွေကကောင်းတယ်သမီးဒီချင်းကကြိုင်1000မိုး3000ရောက်လာသမီးအဲ့ဒါအရသာပေါ့တယ် ကျက်မအခုကိုချင်းကိုချစ်စော်ကားသိပေါ်ရင်ကနှလုံးသိကြောကျင်းတာကောင်းတယ်ဆိုတော့အဲ့ဒါလေးဖွယ်လိုက်တယ်အိမ်မှာအမေလည်းတောက်လို့ရပါတော့ဒီမမန်းတီးကဇီးသီးမမန်းတီးကတော်စားကောင်းတယ်ကွာအဲ့လိုကြိုက်တော့အဲ့ဒါထုတ်ဝင်လိုက်တယ်ကဲအခုကြိုးစားလေးကလည်းရှောက်ပြီးတော့သွားပါမယ်ဟိုမှာရေကြလိုက်ဒါကြိုးစားဆိုတော့လှုပ်ပြန်ဝိုင်းနဲ့ပတ်တော့လာပြီးတော့ကြိုးစားဟိုရှောက်တော့မူးနေမထက်ဘူးဒီမှာဈေးဆိုင်လေး
တော်တော်စီစီကားကားပြန်တွေ့ရတယ်ဒီမှာဖက်နှက်အပ်ခဲ့လို့ရပါတယ်ရှေ့မှာရေတွေစုံမှာဆိုလို့ချက်တော့ကိုဖက်နှက်အပ်ပြီးတော့ရှေ့ကိုဆက်သွားပါမယ်လိုက်ကူတော်သိန်းတို့ရက်ပြအောင်ကလုံးဝသိစားခွင့်မပြုရေတွေကနေဝါသလိုပဲအရက်ရေတွေစီးရများတယ်အခုရေစီးရနေတယ်လို့ပဲအခုကနေ့လေ9နာရီဆိုတော့7နာရီ40မိနစ်အခုကအပြင်မှာပိုတလောက်ဒီနားရောက်တော့စိတ်လားပြီးတော့အေးလာပဲဒီနားမှာဒီနားရောက်လို့အေးလို့ဘူးရဲမှာဖျားတွေပေါ့နော်ဖျားတွေရှိတယ်ကျောက်ဆက်ရည်တွေကြာနေတော့ဒီဘူးထဲမှာလည်းရည်တွေအောက်မှာရေကျောက်ဆက်ရည်တွေကောင်းမှကြာလာယူတော့ဒီမှာစိတ်လေးတောက်လို့မရအောင်ပုံမဆိုင်အမိုက်မပြရကြီးမပတ်ရသူများကြစကားမပြောရပါဘူးတော့ဒါဆူတာမြစ်လေမှာအပင်အတုလေးလောက်ထားလို့အပင်ရှိနေတယ်အပင်အတုဒါပိတ်ချင်းမြောက်ဘူးလားအဆုံးပါပဲဒီမှာဖျားအဲ့တော့မဖျားဒါဆုံးသွားပြီပေါ့နော်ဒီပြန်ထွက်သွားဒီပိတ်ချင်းမြောက်မဟာနဲ့တဲ့ဘူးလိုင်းကူကတစ်ဖက်ပွင့်ကူပဲပေါ့နော်နှစ်ဖက်ပွင့်မဟုတ်ဘူးလမ်းဆုံးရင်ကူပိတ်သွားတယ်အဲ့တော့ဒီလာလမ်းတိုင်းမပြန်ထွက်ရတယ်နော်ဒီကလောတို့ကတော့မြင်းမထိကူလို့ပါဆိုတာနှစ်ဖက်ဖွင့်ပေါ့နော်တလန်းဝင်ပြီးတော့ဒီလိုပဲပတ်ပြီးတော့နောက်ဟိုဘက်ထပ်ပေါက်ကတစ်ခုဟိုဘက်ကတစ်ခုပေါ့နော်အခုကဒီကနေပဲပြန်ပြီးတော့ပြန်လာလမ်းတိုင်းပဲပြန်ပြီးတော့ထွက်မှာဖြစ်ပါတယ်အမိကြောင်ဒီကြောင်ရုပ်မှာနောက်တော့မပြောင်းသူတင်ရကလို့ရရွှေဒီဇိုင်းဟို2000ကျပ်တော့ရောက်ဖတ်ဒီအောက်ကိုနည်းစေးကြည့်လိုက်အောင်အေးလိုက်တာအဲ့လိုပါဘူးရေးရေးဒါတော့စိတ်ညာပဲโอ้โหอย่าแต่တော့အေး